နင်တို့ရောက်ခမနေရရောက်မှနားလေလိမ့်မယ်ဆိုပြီးတော့ဇက်တွေနာပြီးဟစ်ကြွေးတတ်တဲ့ရောက်ခမဒုကြီးကိုကျမပြောချင်ပါတယ်ရောက်ခမတိုင်းတော့မဆိုးလို့ပါဘူးတချို့ရောက်ခမတွေလည်းကောင်းတယ်တချို့ရောက်ခမတွေလည်းအတ္တတွေဖုံးလွှမ်းပြီးမာနတွေပြည့်နှက်နေတဲ့သူတွေလည်းရှိတာပေါ့နော်ဆိုတော့ထိတူတာနာကြပေါ့တချို့မန့်နေမှာလာပြီးတော့မှပြောကြတာပေါ့နော်နင်တို့ရောက်ခမနေရရောက်မှသိလိမ့်မယ်တဲ့ဆိုတော့လေချွေးမဆိုတာကရောက်ခမနေအောင်မဖြတ်တန်းဘူးသေးဘူးလေအဲ့တော့သူတို့ကိုချင်းမစာပေးနိုင်တာဒါတဘာဝကြတယ်ရောက်ခမဆိုဒီမှာလေချွေးမဆိုတဲ့ဘဝကိုသူတို့ကဖြတ်တန်းခဲ့ဘူးပြီးရောက်ခမဆိုတာတစ်ချိန်ကချွေးမပဲသူတို့ဖြတ်တန်းခဲ့ဖူးတယ်သူတို့ရဲ့ငယ်ဘဝကိုတော့မှသူတို့ကနားမလည်ပေးနိုင်ဘူးကိုချင်းမစာပေးနိုင်ဘူးဒါတော့သူတို့ဖြတ်တန်းပြီးသားနော်သူတို့ဖြတ်တန်းပြီးသားဘဝတွေတော့သူတို့ကိုချင်းမစာပေးနိုင်ပါဘဲနဲ့သူတို့ဗဇက်ကနေပြီးတော့မှကိုချင်းစာတက်လိမ့်မယ်ဆိုတဲ့စကားကိုမထွက်သင့်ဘူးဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကိုချင်းစာတရားမရှိလို့လေပြီးတော့မှလေတားရှင်နေပေါ့နော်တားရောသမီးရောရှိတယ်ဆိုရင်သူတို့ကတားရှင်မှသာအတ္တများတာသမီးအလှည့်ကြလို့ရှိရင်တော့သူတို့ကအဲ့လိုမဟုတ်တော့ဘူးတမက်ကောင်းလို့စင်တယ်နော်ရွှေတမက်ငွေတမက်လေးလို့စင်တယ်နော်ကိုသမီးကိုကြားလို့ရှိရင်လင်ကောင်းသားကောင်းရစေစင်တယ်ကိုသားကြတော့တစ်ဖက်မိသားစုမှာအိမ်တော်ဦးစီးကောင်းတော့ဖြစ်မှာအရန်ကြောက်တယ်မလိုလားကိုသမီးကိုကြားလို့ရှိရင်ရတဲ့ယောက်ျားကကိုသမီးကိုချေမွေးမိမလောင်လက်မွေးမိမလောင်လုပ်ပေးတာမျိုးလိုချင်တယ်ဒါပေမဲ့ကိုသားတစ်ဖက်မိသားစုမှာတစ်ဖက်အမျိုးသမီးကိုတွားပြီးတော့မှချေမွေးမိမလောင်လက်မွေးမိမလောင်တွားပြုစုယူရမှာသူတို့မလိုလားဒါဘာတဘောလေအဲ့လိုမျိုးတွေအတ္တများတဲ့သူတွေတိတ်များတယ်နော်မိမဆိုတာကွာရှင်းလိုက်ရင်တစ်စိမ့်ပဲပေါ့နော် comment တွေမှာအများကြီးစမတွေ့တယ်ရောက်ခမဒူကြီးတွေတချို့တွေနာကြတာပေါ့နော်မိမဆိုတာကွာရှင်းလိုက်ရင်တစ်စိမ့်ပဲဟိုမိဘ